2024 2025နေစပြီးတော့ဒီ content creation ပိုင်းတော့လူတော်တော်များများသိလာကြပြီတချို့ဆိုရင် monetization ကနေပတ်ဆိုင်ရှာကြရရှိရဲ TikTok monetization ကနေ commission ရတာတွေရှိရဲဒါမျိုးပေါ့နော်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေကလည်းဒီလိုမျိုး content creation ပိုင်းကိုစိတ်ဝင်စားတယ်ဒါပေမဲ့ဒီလိုမျိုး video ရိုက်တာတွေလည်းသဘောမကျဘူးဆိုရင်ရွေးချယ်လို့ရတဲ့ career လေးတွေကိုရင်များပြောပြပေးရှင်းတယ်ပေါ့နော်တင်တန်းမှာလည်းအမိများဆုံးမိခွင့်ဖြစ်တယ်ပေါ့နော်ကိုက video ရိုက်တော့မယ်ဆိုရင် video ရိုက်ဖို့အတွက်လိုအပ်တဲ့အဆင့်တွေအများကြီးရှိရပေါ့နော်ဗီဒီယိုတစ်ပုဒ်ထွက်လာဖို့ဆိုရင် knowledge sharing လုပ်ရတယ် research လုပ်ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့ audience တွေကိုဒါရှင်းပြပေးနိုင်မဲ့ဒါ presentation skill လို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ skill တွေလည်းကိုယ်မှာရှိဖို့လိုအပ်သေးရဲ့အကယ်လို့ကိုကဒီလိုမျိုးဗီဒီယိုမရိုက်ပြနိုင်ကိုယ့်ရဲ့ရုပ်ကိုလည်းကွာပြဖို့ confidence မရှိဘူးဆိုရင်လုံးလို့ရတဲ့ career တွေအများကြီးရှိရဲ့အဓိကတော့ရင်မပြောချင်တာကအခု Facebook monetization နဲ့ TikTok monetization တွေကခဏထားလဲမိတ်ဆွေတို့ကဒီ online ပေါ်ကနေ product တစ်ခုပေါက်ချင်တယ်ဒါမှမဟုတ်ဒီနေရာတစ်ခုရချင်တယ်ဆိုရင်တော့ဒါ online ကိုအသုံးပြုမှရမှာပေါ့နော်ဆိုတော့ကိုကဒီလိုမျိုး business owner ဖြစ်တယ်ဒါပေမဲ့ဒီလိုမျိုးရုပ်ထွက်ဖို့အဆင်မပြေဘူးဆိုရင်ဒါကိုယ့်ရဲ့ page ကိုဒီတခြား service fee ပေးတဲ့ဒါ agency တွေ add လိုက်လို့ရတယ်ဒီ social media ခင်မှာပေါ့နော်ဆိုတော့မိတ်ဆွေကအဲ့လိုမလုပ်ချင်ဘူးကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ရုပ်ကိုလည်းမပြချင်ဘူးဆိုရင်ကိုယ့်ရဲ့ voice over ကိုတောင်းပြီးတော့လည်းလုပ်လို့ရတယ်ပုံလေးတွေ miss video လေးတွေထည့်ပြီးတော့ကွာနောက်ခံအတန်ပြော narration ပိုင်းသွားလို့ရတယ်တကယ်လို့ကိုကအဲ့လိုမျိုးလည်းမလုပ်ချင်ဘူးကိုယ့်ရဲ့အတန်မတုံးချင်ဘူးဆိုရင်လုပ်လို့ရတဲ့နေရာရှိတဲ့ editor လုပ်လို့ရတယ် editor လုပ်ဖို့အတွက်ဆိုရင်ကိုကဒီဖြန့်ညံ့ကက်လေးတွေလောက်ရမှာပေါ့နော်ပို့ပြီးတော့ဒါလက်ဝင်တယ်လို့ပြောလို့ရမှာပေါ့နော်ဒီမှာစကားလဲဆိုရင်ဟိုထုံးoff fight တွေတည်ရမယ်နောက် sound collection တွေ copyright မညအောင်ဒါမျိုးတွေလုပ်လို့ရတယ်အကယ်လို့အဲ့ဒီအကြောင်းအရာတွေကိုရင်နောက်ပိုင်းဗီဒီယိုတွေမှာအသေးစိတ်ပြောပြပေးပါမယ်ဆိုတော့ကိုကအဲ့ဘိုင်မလုပ်ချင်ဆိုရသေးတယ် script writer လုပ်လို့ရတယ်အဓိကမိတ်ဆွေတို့မှာဒီ content creation လို့ပြောလိုက်တာနဲ့ဗီဒီယိုတစ်ခုတည်းရှိရမှာမဟုတ်တခြား career လေးတွေရှိရဆိုတာလည်းရင်ပြောပြပေးရှင်းတာကိုကအဲ့လိုမျိုးသွားချင်တယ်ဆိုရင်လည်းရတယ်နော်ဆိုတော့ကိုကရေရှည်သွားမှလားရေတိုးသွားမလားအဲ့ဘာလို့စဉ်းစားမယ်ဆိုရင်ဒီရေရှည်သွားမယ်ဆိုရင်လူတွေအတွက်အတိုးရှိတဲ့ content အဓိကအဖြစ်နားလဲလွယ်အောင်ပြောမှဆိုတော့အစိတ်အတော့မဖြစ်စေတဲ့ content မျိုးကွာရိုက်ဖို့လိုအပ်တယ်ဟို knowledge sharing ဖြစ်မဲ့ဟာမျိုးပေါ့နော်ဒီတော်တော်များများဘယ်သူမှထိခိုက်စေလို့လည်းစိတ်တော့မရှိဘူးဒါပေမဲ့တော်တော်များများကဒီနောက်ပိုင်းဆိုရင် Facebook မှာက reaction video ပဲလုပ်ကြတယ်အရန်ကိုရဲ့ mindset ကိုဘယ်လိုပြောမလဲ control မလုပ်နိုင်လောက်မဲ့ဟာမျိုးတွေပေါ့နော်အဲ့လို reaction တွေအများကြီးတွေ့ရတယ်။ဒါလို့ content တွေကကြတော့ဒါရေးတော့ပဲသွားလို့ရတယ်နာမည်မရအောင်ဒီလူကဒီရဲ့ video တွေကို reaction ထိုင်လုပ်တယ်ဆိုတဲ့ဟာပဲရတယ်ပေါ့နော်။အကယ်လို့ကိုက content creation လမ်းကြောင်းသွားတယ် video လည်းရိုက်မယ်ဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်လည်းလုပ်မယ် monetization လမ်းကိုမလျှောက်ဘူးဆိုရင်တော့ကိုကရေရှည် plan စဉ်းစားဖို့လိုအဲ့လေပေါ့နော်ဆိုတော့ knowledge sharing တစ်ခုခုပေးဖို့လိုတယ်အဓိကaudience တွေကို value တစ်ခုခုပေးနိုင်နေဆိုရင် audience တွေကလည်းကိုဒါလက်ခံနေဆိုရင်ဒါကို online ပေါ်မှာနေရာတစ်ခုရမယ်အခုဆိုရင်sale ဖြစ်သွားတာနဲ့ဒါ product တွေထုတ်လို့ရဒါထုတ်မှာမဟုတ်လူတွေများများသိလေကိုကဒါအဓိက marketing ဆိုတာကလူတွေများကိုအရင်သိမယ်ပြီးတော့ကိုယ့်ရဲ့ product ကိုကကြီးညာမယ်အဲ့မှာရောင်းရမယ်ဒါလည်း marketing တစ်ခုပဲပေါ့နော်ဒါ social media marketing လို့ပြောလို့ရတယ်ကိုရေရှည်သွားမလားရေတိုသွားမလားဒါလေးတွေကိုလည်းကိုစဉ်းစားဖို့လိုတယ်ဒါမှမဟုတ်ကိုကအပျော်တမ်းပဲလုပ်တယ်ဆိုရင်တော့ကိုရဲ့ career ရှာတွေ့အောင်ဒါမျိုးစုံမှာနော်ကိုတက်ပုံစံမျိုးစုံဖန်တီးလို့ရတယ်ဒါလည်းအတွေ့အကြုံတစ်ခုပဲဒါခင်းတဲ့အညီနေဖို့ဆိုရင်တော့ရင်တော့အဲ့ဒါတွေကိုဒီဖို့လိုအပ်တယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့နောက်ကျကြံခဲ့မှာအခုခေတ်မှာကဒီ monetization လမ်းကြောင်းတော့ခွက်နေပဲဝင်ဝင်ရှာလို့ရတာမဟုတ် narration ပိုင်းကနေလည်းဝင်ဝင်ရှာလို့ရတယ်နော် editing ပိုင်းကနေလည်းဝင်ဝင်ရှာလို့ရတယ် script writer ပိုင်းလည်းဝင်ဝင်ရှာလို့ရတယ်လို့ဒီလိုမျိုးအခု video လေးတွေရိုက်ပြီးတော့လေတင်ပြီးတော့ဝင်ဝင်ရှာလို့ရတယ်ဒါလေးတွေကိုမိတ်ဆွေတို့ကိုရင်မင်းကပြောပြပေးရှင်းတာဘာလို့လဲဆိုတော့ social media ခေတ်မှာကိုကဒီဟာလေးတွေတစ်ခုမှကိုကမလုပ်ထားဘူးဆိုရင်ကွာနောက်ကျကြံခဲ့မှာပေါ့နော်မိတ်ဆွေတို့ကစီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်နေဆိုရင်လည်း social media platform မှာတနေရမှာနေရာယူထားဖို့လိုတယ်ပေါ့နော်ဒီအပြင်မှာပဲရောင်းနေမယ်ဆိုရင်တော့ကိုယ့်ရဲ့ရောင်းအားကဒါကောင်းမယ်ပေါ့နော်မိတ်လည်းရှိမယ်ဆိုပေမဲ့လို့ဒီ line ပေါ်မှာဆိုရင်ကိုပြန့်လွယ်တယ်ဆိုတော့ income ကပိုပြီးရတယ်ပေါ့နော်ဆိုတော့ကိုက video creation career ကိုသွားရမယ်ဆိုရင် video လည်းရိုက်လို့ရတယ် script လည်းရေးလို့ရတယ် editor လည်းလုပ်လို့ရတယ် narration လည်းလုပ်လို့ရတာကိုဒီနေ့ကဒီနေ့မှာ share လုပ်ပေးရပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ် video တွေမှာအဲ့ဒီလိုမျိုးဒီ career တွေမှာသူတို့ကဘယ်လိုမျိုး run လဲဘယ်လိုမျိုးပတ်စံရှာလို့ရလဲဆိုတာကိုရင်မင်းက share လုပ်ပေးပါမယ်ဒါဆိုရင်နောက်ထပ် video မှာပြန်တွေ့မယ်နော် bye bye